ဒီမှာလာပြီးတော့ပါဝင်ခွင့်ရတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်ဆရာပါဝါနေကျွန်တော်ဖိတ်ခေါ်တဲ့အခါမှာကျွန်တော်သွားနေကြနေရာမဟုတ်တဲ့တနေရာကိုကျွန်တော်ရောက်မလားကျွန်တော်ထင်မိမဲ့လေဒါဒီနေရာတော့ကျွန်တော်နဲ့မစိမ့်ပါဘူးဘာလို့လဲဆိုတော့နှစ်ပေါင်း3နှစ်လောက်ဒီအခန်းထဲမှာကျွန်တော်တို့ကိုပြုကိုယ်ကွယ်ချရတယ်တခုထူးခြားတော့ဒီဖိုဒီယမ်မှာတမျိုးဖြစ်သွားတယ်နော်ကျွန်တော်နည်းနည်းအရေးတွေပါမြင့်သွားအားလုံးကိုမြင်သွားတဲ့ပုံစံဖြစ်လာဆိုတော့ကျေးဇူးတော်ချီးမွမ်းတယ်ခုလိုပဲဒီ Pastor Appreciation Day နဲ့ဆရာပါရဲ့နှစ်60ပြည့်နှစ်အဲ့မှာကျွန်တော်ဒီလိုတရားဒေသနာဝင်ခွင့်ပေးတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်နောက်ဖိတ်ကြားပေးတဲ့ဆရာပေါင်းနဲ့တကွာနော်ဒီကအသင်းသူတင်သားများနဲ့အသင်းလူကြီးတွေအားလုံးပေါ်မှာလည်းကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်တယ်ဆိုတော့ကျွန်တော်လည်းPastor Appreciation Day နဲ့ကျွန်တော်တို့သူ့ရဲ့ birthday ဆိုတဲ့အခါကျတော့ကျွန်တော်လည်းကြံရှိနေတဲ့အချိန်မှာနော်ကျွန်တော်အတူကျွန်တော်ဝင်ခါပါမယ်လို့ကျွန်တော်ပြင်ဆင်ထားတော့ကျွန်တော်10 မျက်နှာလောက်ရှိတယ်ဗျဆိုတော့ဒါမဲ့ကျွန်တော်1 မျက်နှာကို2 မိနစ်နှုံးလောက်နဲ့ကျွန်တော်ပြောလို့ဆိုချင်တယ်နောက်10 မိနစ်10လောက်ဆိုပြတ်သွားမှာပါဆိုတော့ဒီကနေ့ကျွန်တော်ပြောချင်တာတော့ယုံကြည်ခြင်းဆိုတဲ့အကြောင်းကျွန်တော်ပြောချင်တယ်နော်ဆိုတော့ကျွန်တော်ဖတ်ချင်တဲ့ကျမ်းချက်ကဆိုလို့ရှိရင်ဟေဘရဲဩဝါဒစာအခန်းကြီး7ကျွန်တော်တို့ယုံကြည်ခြင်းဆိုတဲ့အကြောင်းအားလုံးသိပြီးသားပါဆိုတော့ဟေဘရဲဩဝါဒစာအခန်းကြီး7အငယ်1နဲ့6ကိုကျွန်တော်ဖတ်ချင်တယ်ယုံကြည်ခြင်းသည်မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်ရသေးသောအရာတို့ကိုသိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဟေဘရဲ7အငယ်6မှာယုံကြည်ခြင်းမရှိလျင်ဘုရားသခင်စိတ်တော်နှင့်မတွေ့နိုင်အကြောင်းမူကားဘုရားသခင်အထံတော်သို့ချီးကပ်တော်သူသည်ဘုရားသခင်ရှိတော်မူသည်ကို၎င်းကိုရောကိုရှာတော်သူတို့အားအကျိုးပေးတော်မူသည်ကို၎င်းယုံကြည်ရမည်ခဏလေးကျွန်တော်ဆုတောင်းကြအောင်ဘုရားသခင်ကိုရောရှင်ဘုရားကိုရောကိုကျေးဇူးတင်ပါတယ်ဒီကနေ့တရားဒေသနာကိုရောရှင်ကိုရောတိုင်းဖွင့်ဟတော်မူပါအချိန်နာကိုလက်တော်သို့အနှံ့လျက်ဤဆုတို့ကိုတောင်းတဲ့အခါမှာသခင်ယေရှုနာမကိုမြှုပ်ပြုပြီးဆုတောင်းကြပါ၏အာမင်ကျွန်တော်တို့ယုံကြည်ခြင်းမရှိလို့ရှိရင်ယုံကြည်ခြင်းဆိုတာမျှော်လင့်ရသောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်တယ်မမြင်ရသေးသောအရာတို့ကိုတိမှတ်ဆွဲလန်းခြင်းဖြစ်တယ်ကျွန်တော်ခဏပြောရအောင်ဒီကနေ့ခင်ဗျားတို့အားလုံးနဲ့ယုံကြည်ခြင်းရှိတယ်လို့ကျွန်တော်မျှော်နေတယ်ယုံကြည်ခြင်းမရှိလို့ရှိရင်ဒီခန်းထဲရောက်လာမယ်မထင်ဘူးဒါပေမဲ့ကျွန်တော်တို့ယုံကြည်ခြင်းကျွန်တော်တို့စိတ်အထဲမှာရှိတဲ့ယုံကြည်ခြင်းအမှန်ကဘယ်တော့ပေါ်လာတယ်လဲဆိုတော့ကျွန်တော်တို့အခက်အခဲတွေ့တဲ့အခါပေါ်လာတယ်ဟုတ်တယ်နော်တာမန်တော့ကျွန်တော်တို့ယုံကြည်တယ်လို့ကျွန်တော်တို့ပြောကြတယ်တခါလေခက်တာကျွန်တော်တို့ခရိယန်တွေကယုံကြည်တာကိုမပြောဘူးဗျကိုတော့ယုံကြည်တယ်လို့ပြောတဲ့ဟာလေကိုကပြန်မယုံတဲ့အချိန်တွေရှိဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ဒီလောကကြီးမှာကျွန်တော်တို့အသက်ရှင်တဲ့အခါမှာဖခင်သခင်ကကျွန်တော်တို့အထဲမှာရှိပြီးကျွန်တော်တို့အတွက်လက်ဝါးကားတိုင်းမှာအသေးခံတဲ့ဖခင်သခင်ရဲ့ကျွန်တော်တို့ကိုပေးထားတဲ့ဂတိတွေကိုကျွန်တော်တို့ရောင်ပြန်ဟပ်ဖို့ဖခင်သခင်လိုတော့ရှိတယ်ကျွန်တော်တို့အဲ့ဒါကိုဘာမှကျွန်တော်အထူးသဖြင့်တွေ့ရလဲဆိုဣသရေလလူမျိုးတွေကိုကျွန်တော်တို့ကြည့်လို့ရှိရင်ကျွန်တော်တွေ့ရတယ်ဣသရေလလူမျိုးတွေကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကဘာပေါ်မှာဖခင်ရှိတယ်ဆိုတာကိုသိဖို့ဖခင်သခင်ကရွေးချယ်ထားတဲ့လူမျိုးတွေဖြစ်တယ်တာမန်လူတွေမဟုတ်ဘူးဘုရားသခင်ကရွေးချယ်ထားတယ်ဘာလို့ရွေးချယ်ထားတယ်လဲဆိုတော့သူဟာဘုရားသခင်ဖြစ်ပါတယ်ဆိုတော့ဒီလောကသားတွေကသိဖို့သူရွေးချယ်ထားတယ်ဆိုတော့ဣသရေလလူမျိုးတွေဆိုတာလောကမှာမရှိခင်ကတည်းကဣသရေလလူမျိုးတွေကိုဘုရားသခင်ကသူပြောတယ်နော်ဘာမှပြောတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်အာဗြဟံဆိုတဲ့လူတယောက်ကိုဘုရားသခင်ကရွေးချယ်တယ်အာဗြဟံကဘယ်မှာနေလဲဆိုတော့အခုကျွန်တော်တို့အီရတ်နိုင်ငံနော်မက်ဆိုပိုတေးမီးယားဒေသလို့ခေါ်တဲ့ဥရုဆိုတဲ့နေရာမှာရုပ်ထုစင်တို့တွေကိုးကွယ်တဲ့နေရာမှာဘုရားသခင်ကနေပြီးတော့အဲ့ရနေထွက်လာခဲ့ခါနန်ပြည်ကိုသွားလို့သူပြောတယ်ပြီးတော့အဲ့ဒီဘက်မှာဣသရေလလူမျိုးတွေတနေ့ဖြစ်ရမယ့်အကြောင်းအရာကိုသူပြောတယ်အာဗြဟံကိုဘုရားသခင်ကသူကိုယ်တိုင်ရွေးချယ်တယ်အဲ့ဒါကိုကျွန်တော်တို့ကဘာဦးကျမ်းအခန်းကြီး7အငယ်1မှာကျွန်တော်တွေ့ရတယ်နော်ဆိုတော့ကျွန်တော်အင်္ဂလိပ်လိုပြောလိုက်မယ်တချို့ဗမာလိုကျွန်တော်ပြောတာကိုသိချင်မှသိမယ်ထင်တယ်ဘာလဲဆိုတော့ကျွန်တော်သိပါတယ်နော်ဆိုတော့ Genesis chapter 12 verse 1မှာဘာပြောလဲဆိုထာဝရဘုရားသည်အာဗြဟံခေါ်တော်မူ၍သင်ပြည်နှင့်တကွအမျိုးသားပေါက်ဖော်များတဲ့ကထွက်ပြီးလေငါပြလက်တန်သောပြည်သို့သွားတော့ငါသည်တင့်ကိုလူမျိုးကြီးဖြစ်စေပြီငါကောင်းကြီးပေး၍သင်၏နာမကိုကြီးမြတ်စေမည်
တင်ဒီကောင်းကြီးခံရတော်သူဖြစ်လိမ့်မည်လို့သူပြောတယ်ဖျားသခင်ကနေပြီးတော့တင့်ကိုငါလူမျိုးကြီးဖြစ်စေမယ်လို့အာဗြဟံကိုသူပြောတယ်သူပြောတဲ့အချိန်မှာအာဗြဟံမှာသားသမီးတယောက်မှမရှိဘူးသူအမျိုးအနွယ်ဆိုတာလည်းမရှိဘူးဒါပေမဲ့မင်းကငါလူမျိုးကြီးဖြစ်စေမယ်လို့သူပြောပြီးတော့အဲ့လိုပြောတဲ့အခါမှာအာဗြဟံက complain လုပ်တယ်ဖျားသခင်ကျွန်တော်မှအမျိုးမှနော်သားသမီးမှမရှိဘဲနဲ့ကျွန်တော်မှလူမျိုးဘလို့ဖြစ်နေမှလဲလို့သူပြောတဲ့အခါမှာဖျားသခင်ကနေပြီးတော့သူ့ကိုပြန်ခေါ်တယ်ခေါ်ပြီးတော့ဗာလဲဆိုလို့ရှိရင်နော်အဲ့ဒါကိုကဘာဦးကျမ်းအခန်းကြီး15အငယ်4နဲ့5မှာတပန်ထာဝရဘုရားဤနှုတ်ကပတ်တော်ရောက်လာသည်ကဤသူသည်တင်းအမွေခံမဖြစ်ရဤသူဆိုတာသူ့အစီမှာသူကနေပြီးတော့သူ့ရဲ့ခြံပေါက်ခေါ်မှာပေါ့နော်သူ့အစီကနေထွက်လာတဲ့သူတို့အထက်မှာရှိတဲ့အေရီယာဇာဆိုတဲ့လူကတင်းကိုယ်ထက်ကထွက်တော့သူသည်တင်းအမွေခံဖြစ်လိမ့်မည်ဟုမိန့်တော်မူလျင်ပြင်အာဗြဟံကိုပြင်သို့ထုတ်ဆောင်မူ၍မိုးကောင်းကင်ကိုမျှော်ကြည့်လော့ခြေများကိုရေတွက်နိုင်လေရေတွက်လော့တင်းအမျိုးနွယ်သည်ထိုသို့ဖြစ်ရလိမ့်မည်ဟုမိန့်တော်မူ၏သူအမျိုးနွယ်အကြောင်းကိုနော်မင်းကိုယ်ထဲကထွက်တဲ့မင်းရဲ့ကလေးကနေဖြစ်စေမယ်အပြင်ကိုထွက်ပြီးတော့ကျဲကိုကြည့်ကျဲကိုရေတွက်နိုင်လို့ရှိရင်ရေတွက်အဲ့ဒီကျဲတွေနဲ့အမျှပြီးတော့ငါမင်းကိုလူမျိုးကြီးဖြစ်စေမယ်ဆိုရသူပြောတယ်အဲ့ဒီအချိန်မှာလဲအာဗြဟံအသက်ကြီးပြီနော်အာဗြဟံမှာဆိုတာအသက်100ရှိပြီနော်သူ့ရဲ့အမျိုးသမီးဆိုလို့ရှိရင်လည်းပဲကလေးရနိုင်တဲ့အခြေအနေမှာမရှိတော့တဲ့အချိန်မှာအာဗြဟံကယုံကြည်ခြင်းနဲ့သူနေတယ်အာဗြဟံကသူ့မှာကလေးရှိပြီးတကယ်တော့သူနေတယ်သူ့ရဲ့သားသမီးအနေနဲ့သူယာထားတဲ့ကိစ္စရှိတဲ့နေတယ်ဆိုတဲ့အချိန်မှာဘုရားသခင်ကထပ်ပြီးဘာစကားပြောတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဘာဦးကျမ်းအခန်းကြီး15အငယ်73နဲ့14မှာထာဝရဘုရားကလည်းသင်အမျိုးနွယ်သည်သူတစ်ပါးပိုင်သောပြည်၌ဧည့်သည်ဖြစ်ကြသဖြင့်သူတစ်ပါးတို့၌ကျွန်ခံခြင်းနှိပ်စက်ခြင်းညှဉ်းဆဲခြင်းကိုအနှစ်400ပတ်လုံးခံရကြလိမ့်မည်အမှန်တိမှတ်လော့သူတို့ကိုစေခိုင်းသောလူမျိုးကိုလည်းငါစီရင်မည်ထိုနောက်မှသူတို့သည်များစွာသောဥစ္စာနှင့်ထွက်သွားကြလိမ့်မည်ကလေးတယောက်မှမရှိသေးတဲ့ကိစ္စကိုသူလူမျိုးကိစ္စသူပြောနေတယ်လူမျိုးကိစ္စသူပြောနေပြီးတော့သူတို့လူမျိုးတွေကတခြားနိုင်ငံမှာတခြားတိုင်းပြည်မှာအနှစ်400ကျော်ကျွန်ခံလိမ့်မယ်အဲ့ဒါကိုမှတ်ထားတယ်ပြီးမှသူတို့အဲ့ဒီနိုင်ငံကနေသူတို့ထွက်သွားလိမ့်မယ်လို့သူပြောတယ်ဆိုတော့ဣသရေလလူမျိုးတွေကဘာလဲဆိုတော့သူတို့အပေါ်မှာဘုရားသခင်ကနေပြီးတော့စကားကိုအစကတည်းကသူပြောထားပြီးသားဖြစ်တယ်သူတို့အနေနဲ့တခြားနိုင်ငံမှာသူတို့တခြားလူမျိုးတွေကျွန်ခံလိမ့်မယ်နှစ်ပေါင်း400ကျော်သူနေရလိမ့်မယ်ဒါပေမဲ့သူတို့ကိုထုတ်ဆောင်မယ်နော်အဲ့လူတွေကိုလည်းငါဒဏ်ခတ်မယ်လို့သူပြောတဲ့အခါမှာကျွန်တော်ပြောချင်တာဣသရေလလူမျိုးတွေကဘုရားသခင်ကနေပြီးတော့အီဂျစ်ပြည်ကနေရွေးထုတ်ဖို့အစကတည်းကစကားရှိပြီးသားဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တာဘာလဲဆိုလို့ရှိရင်ဒီဣသရေလလူမျိုးတွေကဘာလဲဆိုလို့ရှိရင်သူတို့ခါနာပြည်ကိုသွားဖို့အီဂျစ်ပြည်ကနေထွက်လာဖို့ဆိုတာကသူတို့မမွေးခင်ကဖြစ်ပြီးသားဖြစ်တယ်နော်အာဗြဟံကသူ့မှာသားသမီးမရှိနိုင်ဘူးသားသမီးမရှိတဲ့အာဗြဟံကဘုရားသခင်ကသားသမီးကိုပေးတယ်သားသမီးကိုပေးနိုင်တဲ့ဘုရားသခင်ကသူတို့နဲ့အတူရှိတယ်ဆိုတော့သူတို့ဖော်ပြတယ်ဆိုတော့သူတို့ကိုဘာလဲဆိုလို့ချင်းအဲ့ဒါဟာသူတို့ကိုဘုရားသခင်ကဆွဲထုတ်ဖို့သူရည်ဝယ်ထားတယ်ဆိုတော့ကျွန်တော်တို့သိပြီးသားကိစ္စဖြစ်တယ်သူတို့လူမျိုးတွေကိုနဲ့လည်းသိပြီးသားဖြစ်တယ်အဲ့ဒါကိုဘုရားသခင်ကနေပြီးတော့မောရှေဆိုတဲ့သူ့ရဲ့နော်ရွေးကောက်ထားတဲ့တမန်တော်ခေါ်မှာပေါ့နော်ကျွန်တော်တို့ prophet ခေါ်မှာသူ့ရဲ့ရွေးထုတ်ထားတဲ့လူတယောက်ကနေပြီးတော့ရွေးနှုတ်တယ်ကျွန်တော်ခုနလည်းဒီအကြောင်းအရာတွေပတ်သက်ပြီးတော့အများကြီးကျွန်တော်တို့ကြားပြီးသွားပြီနော်ပါလို့ဆိုကျွန်တော်ရှေ့မှာပြောသွားတာကျွန်တော်တက်တယ်မလို့နားမလဲဘူးနားတော့မလဲပြီမဲ့ပြောသွားတဲ့အကြောင်းအရာကျွန်တော်ဆက်ပြီးတော့ကျွန်တော်ဆရာပေါက်တဲ့ဖြစ်ချက်ကျွန်တော်မေးတော့မောရှေတို့ကျွန်တော်နိုအာတို့လည်းဆရာခုပ်တယ်နော်ပကုပ်သူပြောသွားတာအများကြီးရှိသွားတယ်ဆိုတော့ဒါပေမဲ့ဒီမောရှေကထူကြတာကကျွန်တော်တို့တွေတခါလေထင်တယ်နော်ဒီနေ့ Pastor Appreciation Day ဆိုတဲ့အခါကျတော့ကျွန်တော်ပြောချင်တာပါလဲဆိုလို့ရှိရင်ကမ္ဘာမှာကြည့်လို့ရှိရင်ကျွန်တော်တို့အဖွဲ့အစည်းတွေအများကြီးရှိတယ်အဖွဲ့အစည်းတွေအများကြီးရှိပြီးတော့နိုင်ငံရေးအဖွဲ့အစည်းရှိတယ်လူမျိုးရေးအဖွဲ့အစည်းရှိတယ်လူအဖွဲ့အစည်းရှိတယ်လူမှုအဖွဲ့အစည်းတွေရှိတယ်အဲ့ဒီအဖွဲ့အစည်းတွေအားလုံးကိုကျွန်တော်တို့အများနော် majority vote နဲ့ကျွန်တော်တို့ရွေးကောက်ကြတယ်ဟုတ်တယ်နော်ကျွန်တော်တို့ဒီ America နိုင်ငံမှာလည်းကျွန်တော်တို့ကြည့်လို့ရှိရင်ကျွန်တော်တို့ election day ဆိုလို့ရှိရင်ကျွန်တော်တို့
လူအများစုကနေရွေးကြတဲ့ခေါင်းဆောင်သမရဒေါ်နယ်ထရမ့်ကိုတက်လာတယ်2020ဆိုထပ်ရွေးအောင်မယ်ဆိုတော့ဒါမဲ့အသင်းတော်ကအဲ့ဒါမျိုးမဟုတ်ဘူး majority vote မရှိဘူးလက်ခံလားမသိဘူးကျွန်တော်ပြောချင်တာဘာလို့လဲဆိုတော့ဖယားသခင်ကရွေးနှုတ်ပြီးတော့ဖယားသခင်ရွေးနှုတ်ထားတဲ့လူတယောက်ကိုဖယားသခင်ထားပြီးတော့အဲ့ဒီကတဆင့်အားလုံးကနားထောင်ရတယ်ဖယားသခင်က majority vote ကိုသူမလို့သူတယောက်တည်းဆုံးဖြတ်တာလုံလောက်တယ်လို့သူသတ်မှတ်တယ်။ဘာကြောင့်ကျွန်တော်အဲ့လိုပြောလဲဆိုလို့ရှိရင်မောရှေနဲ့ပတ်သက်ပြီးတော့ပြဿနာတစ်ခုဖြစ်တယ်။မောရှေကဖယားသခင်ရွေးနှုတ်ထားတဲ့သူကနေပြီးတော့တမန်ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ထူးခြားတဲ့ကိစ္စကဘာလဲဆိုလို့ရှိရင်သူ့ရဲ့အမမေရီယန်နဲ့သူ့ရဲ့အကိုနော်အာရွန်တို့ကနေပြီးတော့သူတို့ဘာလဲဆိုတော့စောရကသူတို့တက်ကြတယ်သူတို့ဘာလဲဆိုတော့ခါနန်ပြည်ကိုအသွားတဲ့လမ်းမှာသူတို့ဘာပြောတယ်လဲဆိုလို့ရှိရင်မောရှေကသူမိမရပြီးတော့နောက်တစ်ခါထပ်မိမအီသီယိုးပီးယားမိမယူတယ်မိမအဲ့ဒါယူတာနဲ့ပတ်သက်ပြီးတော့မကျေနပ်ကြမကျေနပ်တဲ့အခါမှာသူတို့ဘာပြောကြတယ်လဲဆိုတော့မောရှေဒီကုရှအဲ့ဒါကျွန်တော်ဘာလဲဆိုတော့တောလေယာကျန်အခန်းကြီး7အငယ်1ကနေကျွန်တော်တို့1နဲ့2ကိုကြည့်မယ်ဆိုလို့ရှိရင်မောရှေသည်ကုရှအမျိုးသားမိန်းမနှင့်စုံဖက်သည်ဖြစ်၍ထိုမိန်းမကြောင့်မိရိယနှင့်အာရုန်သည်မောရှေကိုအပြစ်တင်လျက်အကယ်၍ထာဝရဘုရားသည်မောရှေအားဖြင့်သာဗျာဒိတ်ပေးတော်မူသလောငါတို့အားဖြင့်လည်းပေးတော်မူသည်မဟုတ်လောဟုဆိုကြ၏ထိုစကားကိုထာဝရဘုရားကြားတော်မူ၏ကျွန်တော်တို့လေအတင်းတော်ထဲမှာပဲဖြစ်ဖြစ်အိမ်အောင်စုထဲမှာပဲဖြစ်ဖြစ်ကျွန်တော်တငယ်ချင်းဖြစ်ဖြစ်ကျွန်တော်ဆက်ဆံတဲ့ကြားထဲမှာကျွန်တော်တို့ဒီပဲမဟုတ်ဘူးနော်ကျွန်တော်နဲ့အပရီကျွန်တော်အမျိုးသမီးကျွန်တော်ဆက်ဆံတဲ့အခါမှာကျွန်တော်စိတ်ကူးထင်တိုင်းရှောက်ချဲနေလို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဆက်ဆံမှုကြားထဲမှာဖရားအမြဲတမ်းရှိတယ်အထူးသဖြင့်ကျွန်တော်တို့ဖရားเจ้าမှာဆိုလို့ရှိရင်ပါစတာနဲ့နော်အသင်းလူကြီးပါစတာနဲ့အသင်းသားတွေအသင်းလူကြီးနဲ့အသင်းသားတွေဒီကြားထဲမှာဖရားသခင်အမြဲတမ်းရှိတယ်ဆိုတော့သူတို့နောက်ွယ်မှာကျွန်တော်တို့ပြောတဲ့စကားတွေကိုသူတို့ကိုယ်တိုင်ကြားကြမှာကြားမယ်ဆရာပေါကဘာဖြစ်တယ်ဗျာဆရာပေါကတရားဟောရင်ရှိတာပဲဘာဖြစ်တယ်ညာဖြစ်တယ်ပြောရင်ပြောမှာပေါ့နော်ကျွန်တော်တို့ဆရာပေါကဘာလို့ဆိုကျွန်တော်တို့လူကအမြင့်ပိုင်းမှာရောက်လာလို့ရှင်လူကအမြင်ကသူ့စီမှာအကုန်ရောက်တယ်ဒါကြောင့်ကျွန်တော်ပြောချင်တာကတော့ဒီမှာလဲကျွန်တော်တို့အတွင်းရေးကိစ္စတော့မသိဘူးဒါပေမဲ့အသင်းတော်တစ်ခုရှိလို့ရှိရင်တော့ပြဿနာတစ်ခုစီတော့ရှိကြတာကြီးပဲဒါအကောင်းဆုံးကတော့ကျွန်တော်မှားချင်တာကတော့ခင်ဗျားတို့သင်ဦးဆရာအတွက်ဆုတောင်းပေးကြပါကျွန်တော်တို့တွေဆရာဝန်တို့ nurse တို့ကျွန်တော်တို့ဆေးခန်းသွားရင်တို့ဖျားလိုက်မယ်ကျွန်တော်မထင်ဘူးနော်တခါတော့ကျွန်တော်တို့ဆရာဝန်သွားတွေ့တာကျွန်တော် appointment ဖြတ်ခံပါလို့ဆရာဝန်ဖျားလို့ဆရာဝန်ဖျားနေတဲ့ဆရာဝန်စီမှာသွားနေမှာတော့ငါလည်းဘယ်လိုကြမ်းမှာမလဲလို့ကျွန်တော် pastor အတွက်ကျွန်တော်တို့ဆုတောင်းပေးရမယ်ဆိုတော့သိနားမလဲဘူးနော်ကျွန်တော်တို့ pastor လည်းဆုတောင်းပေးဖို့လိုတယ်သူလည်းလူဖြစ်တဲ့အတွက်အားနေတယ်ဒါမဲ့ပါစတာရဲ့အုပ်ချုပ်မှုအောက်မှာမခံယူလို့ပြီးတော့အဲ့လိုဘာလဲဆိုလို့ရှိရင်စောရကတက်ပြီးတော့ငါတို့လည်းဘုရားသခင်ပေါ်ပြတာပဲဆိုပြီးတော့ကန့်လန့်ကြီးလောက်တာတော့ဘုရားသခင်ကလက်မခံဘူးသူရွေးချယ်ထားတဲ့လူကိုတမျိုးကိုလိုကန့်လန့်သူ့အလိုတော်လည်းမရှိလို့သူကိုင်းတွယ်မယ်ဒါပေမဲ့ကျွန်တော်တို့လက်ထဲမှာကိုင်းတွယ်ဖို့သူမပေးထားဘူးဆိုတော့ကျွန်တော်တွေ့ရအဲ့ဒါကိုသူဘာမှပြောလဲဆိုတော့ထိုစကားကိုထာဝရဘုရားကြားတော်မူ၏မောရှေသည်မြေကြီးပေါ်မှာရှိသောသူတို့ပေါင်းတို့ထက်သာ၍နူးညံ့သိမ်မွေ့သောသူပေါ်ချစ်အဲ့ချိန်မှာဘုရားသခင်ကြားတဲ့အခါမှာတဲ့မောရှေရောအာရုန်ရောမိရိယံကိုခေါ်ပြီးတော့နော်တဲတော့ထုတ်ကြကားတွေထွက်လာခဲ့လို့ပြောပြီးတော့ဘာသူပြောတယ်လဲဆိုလို့ရှိရင်နော်အငယ်6မှာငါစကားကိုနားထောင်ကြလောသင်တို့တွင် prophet ရှိလေငါထာဝရဘုရားသည်ထိုသူ၌ထူဆန်းသောယူပါယုံအားဖြင့်ကိုပြမိသို့မဟုတ်အိမ်မက်အားဖြင့်ဗျာဒိတ်ပေးမိအိမ်တော်တအိမ်လုံးကိုတစ္ဆာရှိဆောင်သောငါကျွန်မောရှေသည်ထိုသို့မဟုတ်သူ၌ဗျာဒိတ်ပေးသောအခါနည်းနည်းသောစကားအားဖြင့်ကိုရောတိုင်ထင်ရှားစွာဗျာဒိတ်ပေးမိသူသည်ထာဝရဘုရား၏တရံကိုလည်းမြင်တရားမိတို့ဖြစ်၍တင်တို့သည်ငါကျွန်မောရှေကိုဘဲကြောင့်အပြစ်တင်ကြသည်ဟုမိန်တော်မူလျင်တဲ့သူအဲ့လိုပြောပြီးတော့
အမျက်တော်ထွက်၍ထာဝရဘုရားကြွသွားတော်မူသည်ဖြင့်မိုးတိမ်သည်တဲတော်မှအပေါ်မှကွဲသွား၏မိရိယံသည်လည်းနူနာဆွဲ၍မိုးပွင့်သို့ဖြူလေ၏ခုနကသူတို့မိရိယံနဲ့သူတို့မောင်နှမတွေပါနော်သူအမသူပြောလိုက်တဲ့စကားနဲ့သူနဲ့အာရုံနဲ့သဘောတူပြီးတော့သူတို့ပြောနေကြတဲ့အရက်စကားနဲ့ပြောလို့ရှင်အတင်းပြောနေကြတဲ့စကားကိုမောရှိကြားလားဆိုမကြားဘူးဘယ်သူကြားလဲဖျားကြားတယ်ကျွန်တော်တို့အထဲမှာလေညီကိုမောင်မတို့ကျွန်တော်တို့ပြောနေတဲ့စကားတွေကျွန်တော်တို့တိုင်ပင်နေတဲ့ကိစ္စတွေအားလုံးကိုဖျားကြားတယ်နော်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့တယောက်နဲ့တယောက်ဆူတောင်းပေးအောင်တယောက်နဲ့တယောက်လိုအပ်ချက်ကိုကျွန်တော်တို့ထူမကြရအောင်အသင်းတော်ဆိုတာမိသားစုဖြစ်တယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ဆူတောင်းပေးအောင်အထူးသဖြင့်ဒီနောက်ဆုံးသောကာလမှာသင်းအုပ်ဆရာတွေအတွက်ဆူတောင်းပေးပါသင်းအုပ်ဆရာတွေလည်းသူတို့အားနေတဲ့အချိန်ရှိရနော်အားဟိုဘာခေါ်မလဲဆိုအခက်ခဲတဲ့အချိန်တွေရှိတယ်ဆိုတော့အခါမှာမောရှိကဘာလဲဆိုလို့ရှိရင်သူကလေဝိအနွယ်ဖြစ်ပြီးဘုရားသခင်ရွေးကောက်တယ်ဆိုတော့ဣသရေလလူမျိုးတွေကိုခါနာန်ပြည်ကိုသူခေါ်ဆောင်သွားဖို့သူပြင်ဆင်တဲ့အခါမှာသူတော်ဘုရားသခင်ကနေပြီးတော့ဘာလဲဆိုတော့နမိတ်လက္ခဏာ10မျိုးသူပြပြီးတော့ခါနာန်နော်မောဒီအီဂျစ်ပြန်နေဆွဲထုတ်တယ်ဆိုတော့နိုင်မြစ်ကိုသူတို့သွေးဖြစ်စေတာနဲ့နော်အဲ့10ခုတော့အကုန်လုံးကျွန်တော်မပြောဘူးဖားတွေကိုပွားများကြတာတို့ရင်ရဲတွေကိုပွားကြတာတို့နောက်ဆုံးတာဥတွေကိုစုံပွားသွားခြင်းမှာနော်အီဂျစ်ပြည်ကနေရွေးနှုတ်ဖို့ဘုရားသခင်ပြင်ဆင်တယ်ဆိုတော့ကျွန်တော်ပြောချင်တာကဣသရေလလူမျိုးတွေအတွက်ဘာလဲဆိုလို့ရှိရင်ခါနာန်ပြည်ကိုဝင်ဖို့ဆိုတာကသူတို့ခက်မှမဟုတ်ဟိုးသူတို့ဘိုးဘေးတွေကအာဗြဟံခက်ခဲ့တဲ့ဘုရားသခင်ကပြောပြီးသားစကားရှိနှင့်ထားတယ်ဂတိတော်ရှိနှင့်ထားတဲ့ဂတိရှိထားတယ်နော်ဒီတမကပဲနဲ့သူတို့ခါနာန်ပြည်ကိုထွက်ဖို့မောရှေကအီဂျစ်ပြည်ကနေသူတို့ထွက်သွားတဲ့အခါမှာဘာလဲဆိုလို့ရှိရင်ပင်လယ်နီကိုသူတို့နမိတ်လက္ခဏာနဲ့သူတို့ဖြတ်သွားတယ်နော်နောက်တော့သူလမ်းမှာသွားတဲ့အခါမှာမိုးတိမ်အားဖြင့်လည်း၎င်းမီးရှံအားဖြင့်လည်း၎င်းသူတို့ဖြတ်သွားကြတယ်သူသွားကြတယ်နော်သူတို့အနေနဲ့ဘာလဲဆိုအမေသားမစားရကြပြီအမေသားလည်းမစားခက်ခဲရှိတယ်နော်သူတို့ဒီမှာငတ်ပြီးတေးတော့မှလည်းသူတို့ဖြစ်တဲ့အခါမှာဘုရားသခင်ကငုံတွေကိုချပေးတယ်မာနမုန်းနဲ့သူတို့သွားဆိုတဲ့အခါကျတော့သူတို့အထက်သူတို့ရဲ့ life မှာဘုရားသခင်အတူရှိတယ်ဘုရားသခင်အသက်ရှင်နေဆိုတာသူပြပြီးတော့သူတို့ကိုတွေးစေတယ်သူတို့တာမန်လူတွေမဟုတ်ဘူးဘုရားသခင်နဲ့ထိတွေ့တဲ့ကိုထိလျောက်နှစ်ပူးတွေ့ဒူးတွေ့ဘုရားသခင်နဲ့တုံဆွေးရတယ်ဒီကနေ့ကျွန်တော်တို့ငုံနေကျွန်တော်တို့အိမ်ရှိမှာထပ်လိုက်လာပြီးတော့မာနမုန်းနေကြနေလူတွေကျွန်တော်တို့မဟုတ်ဘူးအဲ့ဒီလူတွေကသူတို့အဲ့လိုကြုံရတယ်ကြုံရပြီးတော့ဘာလဲဆိုတဲ့အခါမှာတစ်ချိန်ကျတော့ဘုရားသခင်ကနေပြီးတော့မောရှေကိုခါနာန်ပြည်ကိုသွားဆူဆန်းခိုင်းပြီးတော့သွားတဲ့အခါမှာသူတို့အနေနဲ့ဘာလဲဆိုတော့လူမျိုး12မျိုးထဲကနေတစ်မျိုးစီသူစေလွှတ်ပြီးတော့သူတို့ခေါ်ပြီးတော့အဲ့မှာသွားပြီးတော့လေးလာခိုင်းတယ်တကယ်တမ်းကျတော့ဘုရားသခင်ကဘာလဲဆိုတော့သူပေးတဲ့ပြည်ထဲကိုဝင်တဲ့အခါမှာဘယ်လိုပြည်မျိုးလဲဆိုတာသူသိစေချင်လို့သူကနေပြီးတော့အရင်သွားကြည့်ခိုင်းတာသူတို့စိတ်များလှုပ်ရှားလာမလားအဲ့မှာဘာလဲဆိုတော့တောလေရာကျန်အခန်းကြီး73အငယ်16နဲ့20မှာနော်ထိုပြည်ကိုအဘယ်သို့သောဖြစ်သည်ပြည်သားတို့ကဒီအားကြီးသလိုအားနည်းသလိုများသလိုနည်းသလိုသူတို့ဒီနေသောပြည်သည်ကောင်းသလိုမကောင်းသလိုသူတို့နေသောမြို့ရွာတို့သည်အဘယ်သို့ဤတဲ၌နေကြသလိုခိုင်ခန့်သောမြို့ရွာနှင့်နေကြသလိုထိုမြေသည်ကောင်းသလိုမကောင်းသလိုတော်များသလိုနည်းသလိုဟုကြီးစုကြလောရင်းသောစိတ်နှင့်ရှိကြလောတည်တည်အချို့ကိုလည်းယူခဲ့ကြလောလို့သူပြောတယ်သူပြောတဲ့အခါမှာသူတို့အနေနဲ့အဲ့ဒီကသူတို့သွားတဲ့အခါမှာလူတွေကပါလဲဆိုအကောင်အကြီးကြီးတွေနော်သူတို့စိုက်ပျိုးတဲ့အသီးနှံတွေလည်းအကြီးကောင်းအကောင်းနဲ့မြို့ရိုးတွေလည်းခိုင်ခတ်တယ်ဆိုတာသူတို့တွေ့တဲ့အခါမှာဘာပြောလဲဆိုတော့သူတို့နော်ဘုရားသခင်ကနေပြီးတော့အမြဲတမ်းကြွေးမွေးနေတဲ့ဘုရားသခင်လက်ယုံတော်ကနေဆွဲထုတ်တဲ့ဘုရားသခင်လှုပ်ပေးနေတဲ့ဘုရားသခင်ကိုမြင်မဲ့အစားသူတို့ရဲ့အန္တရာယ်ဖြစ်တဲ့သူတို့ရဲ့ပြဿနာကိုသူတို့မြင်ကြတယ်သူတို့ပြဿနာကိုပုံကြီးချဲ့ကြတယ်အဲ့ဒီပုံကြီးချဲ့တဲ့ကိစ္စကကြီးမားလာပြီးတော့သူတို့ဘုရားကတဖြည်းဖြည်းငယ်သွားတယ်နောက်ဆုံးကြတော့ဘုရားသခင်ကမရှိတော့ဘူးဆိုတော့ဖြစ်ပြီးတော့သူတို့ဘာကိုညီးသွားလဲအဲ့ဒီသတင်းကြားတဲ့အခါမှာလူထုကြီးရတဲ့သူတို့ငိုကြွေးကြတယ်ကျွန်တော်လည်းတစ်ခါလေအဲ့လိုတူလာမသိဘူးကျွန်တော်ဘဝမှာကျွန်တော်တို့မှ experience ရှိတယ်မလားခ
ခရိယာအနေနဲ့ကျွန်တော်တို့နှစ်ပေါင်းရှိလာတဲ့အခါမှာနှစ်ပေါင်း30ရှိမယ်နှစ်ပေါင်း20ရှိမယ်နှစ်ပေါင်း40ရှိမယ်50ရှိမယ်အဲ့တစ်ခေါက်လုံးမှာကျွန်တော်တို့ကလေးတွေကိုနော်ဟိုမကြမ်းဖြစ်တဲ့အချိန်မှာဘုရားသခင်ကဘယ်လိုကြမ်းမှခြင်းပေးတယ်လဲကျွန်တော်တို့အခက်ခဲတွေရှိတဲ့အခါမှာကျွန်တော်တို့ဆူတောင်းတဲ့အခါမှာကျွန်တော်တို့ဘုရားသခင်ကဘယ်လိုကြော်လွှားစေဘာတခြားမပြောနဲ့ကျွန်တော်တို့ parking နေရာမရလို့ဆူတောင်းအဲ့ဒါမျိုးဆူတောင်းတယ်လို့ရှိလားမသိတခုကျွန်တော်မောလေးပါကျွန်တော်သွားမယ်နော်နေရာသွားပြီးတော့99လို့ပေါ့သွားမယ်ဆိုကြပါစို့99ဆိုသွားရတော့ခက်တယ် parking ရှာလို့မရဆိုတော့အဲ့ parking လေးပဲရဖို့ဘုရားသခင်မဆပါဆိုအဲ့လိုကျွန်တော်တို့တွေးတဲ့အချိန်တွေရှိရတော့အဲ့လိုအသေးအမွှားတွေလေဘုရားသခင်ကျွန်တော်တို့ကိုအဖြေပေးတယ်အဲ့ဒီအဖြေပေးကြည့်တော့ကျွန်တော်တို့နောက်တစ်ခါတွေးတဲ့အခါမှာကျွန်တော်တို့ကိုမဆခဲမှုတဲ့ဘုရားသခင်ကဒီကိစ္စမှာလည်းမဆနိုင်တယ်ဆိုတော့ကျွန်တော်ယုံဖို့လိုတယ်ဟုတ်တယ်မလားအဲ့ဒါကိုကျွန်တော်တို့ဘုရားသခင်ဖြစ်စေခြင်းတယ်ဒါမဲ့ဒီဣသရေလလူမျိုးတွေကမဆမှုတော့ဘုရားသခင်ကိုမဆနိုင်တဲ့ဘုရားသခင်လို့နော်ကြွေးမွေးခဲ့တဲ့ဘုရားသခင်ကိုမကြွေးမွေးတော့လို့ကွယ်ကာတဲ့ဘုရားသခင်ကိုမကွယ်ကာတော့လို့သူတို့အတွက်စစ်တိုက်ပေးတာဘုရားသခင်ကအမြဲတမ်းတိုက်ပေးနေတယ်အီဂျစ်ပြည်ဆိုတော့အရင်တုန်းက super power သူတို့အဲ့လိုသူတို့ဒေသတွေမှာသူတို့အဲ့လိုရှေ့လေပိုင်းဒေသတစ်လျှောက်လုံးမှာကြည့်ရ super power ဖြစ်နေတဲ့ဒီအီဂျစ်နိုင်ငံကဒီသူနေရာနေလက်ကထက်ကနေတော့ဘုရားသခင်ကနေနော်ပင်လယ်ကိုခွဲတယ်မီးရှံနေတဲ့သူဖြစ်စီတယ်နော်မိုးတိတ်ဒီဘာခေါ်မလဲဒီမိုးသီးတွေကြမှားစားပြန်သူလက်ယုံတော့သူတို့အနေနဲ့တွေ့မြင်ခဲ့ပေမဲ့ဒီဟာတွေကိုတွေ့မြင်တဲ့ခါကျတော့သူတို့တွေကဘာလဲဆိုတော့ဘုရားသခင်ကငါတို့ကိုဒီနော်အီဂျစ်ပြည်မှာမသေးဘူးတောထဲမှာလည်းမသေးဘဲနဲ့ဒီလူတွေရှေ့မှာဓာတ်နဲ့တပ်ဖြတ်ပြီးတော့တေဖို့ဘုရားသခင်ဒီနေရာငါတို့ကိုပို့ဆောင်တော့လားဘုရားကိုအပြစ်တင်ကြတယ်ချစ်တော်ကြီးကမှကျွန်တော်လေးတစ်ခါလေးဘုရားကိုစွာရကတက်တဲ့အချိန်ခင်ဗျားတို့ရှိလားမသိဘူးစသနာကျွန်တော်ကြုံတဲ့အခါမှာဘုရားကိုကျွန်တော်စွာရကတက်မရင်တော့ယုံကြည်ခြင်းမရှိလို့ရှင်ဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင်ဘူးဘာလို့လဲဆိုလို့ရှင်ဘုရားသခင်ကိုရှာတော်သူဟာနော်ယုံကြည်ခြင်းမရှိရင်ဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင်အကြောင်းမူကားဘုရားအထံတော်သို့ချီးကပ်တော်သူသည်ဘုရားသခင်ရှိတော်မူသည်က၎င်းကိုရောကိုရှာတော်သူတို့အားအကျိုးပေးတော်မူသည်က၎င်းယုံကြည်ရမယ်ကိုရောကိုရှာတော်သူတို့ကအကျိုးပေးတော်မူသည်၎င်းယုံကြည်ရမယ်ဆိုတော့ဒီလူတွေကဘုရားသခင်ကိုငါတို့ကိုးစားကြောက်ဒီမှာငါတို့သေရတော့မှာပါလားဆိုပြီးတော့ဘုရားသခင်ကို complain သူတို့လုပ်ကြတယ်တကယ်တမ်းကျတော့ဘုရားသခင်ကသူတို့ကိုသေဖို့ခါနန်ပြည်ကိုခေါ်လာတယ်လို့သူတို့သတ်မှတ်ကြတယ်သူတို့ပြောတဲ့အတိုင်းပဲเนาะကျွန်တော်တို့ဘာလဲဆိုတော့ကျွန်တော်တို့ focus လုပ်တာသိအရေးကြီးတယ်ကျွန်တော်တို့ live မှာကျွန်တော်တို့ဘာဟာနဲ့ပဲကြုံဘုရားသခင်ကျွန်တော်မဆမှုတဲ့ဘုရားသခင်ကဒီလိုပဲကျွန်တော်တို့လည်းမဆမယ်ဆိုတော့ကျွန်တော်ယုံကြည်ခြင်းနဲ့အသက်ရှင်ဖို့လိုတယ်ဣသရေလလူမျိုးတွေအဲ့လိုအသက်မရှင်ခိုင်တဲ့အခိုင်နဲ့ခိုင်ချာကြတော့သူတို့အဲ့မှာတောမှာပဲသူတို့ပျက်စီးသွားကြတယ်သူတို့အနှစ်40ပတ်လုံးကျွန်တော်အားလုံးသိတဲ့အတိုင်းပဲအနှစ်40ပတ်လုံးသူတို့တောမှာလှည့်ပြီးတော့တည်ကြည်ပြီးတော့ဘယ်သူမှခါနန်ပြည်တဲ့မဝင်ရဘူးယောရှုနဲ့ကာလက်နှစ်ယောက်ကလွဲလို့နော်ကျွန်တော်တို့တခြားလူတွေဟာအကုန်လုံးတည်ကြည်ပျက်စီးရတယ်ကျွန်တော်ကြည့်ခွင့်က majority vote လို့ကျွန်တော်တို့ပြောရနော် majority vote ရဆိုကျွန်တော်တရှို12ယောက်သွားကြတယ်10ယောက်ကနေပြီးတော့မကောင်းဘူးငါတို့တည်တော့မှာပဲလို့သူတို့ပြောတာသူတို့ယုံလို့သူတို့အကုန်လုံးပျက်စီးရအဲ့2ယောက်ထဲမှာအဲ့ထဲမှာ2ယောက်တွေယောရှုနဲ့ကာလက်ကပဲနော်ဘုရားသခင်ကိုငါတို့အလိုတော်ရှိလို့ရှင်ငါတို့ဒီပြိုပြေငါတို့ဝင်တိုက်ကြဆိုသူတို့ပြောဒါမဲ့များရာဖက်ကိုဘုရားသခင်မလိုက်ဘူးတော့ကျွန်တော်များသောအားဖြင့်အသင်းတော်တွေမှာကျွန်တော်တို့ majority vote ကျွန်တော်ယူကြရနော်တကယ်တော့ဘုရားသခင်ရှိတာဟာများရာဖက်ကိုရှိတာမဟုတ်သူ့ရဲ့ကျွန်တော်တို့ဘုရားသခင်အလိုတော်နဲ့ညနှုတ်ကပတ်တော်တိုင်းသွားဖို့အရေးကြီးတယ်လို့ကျွန်တော်ပြောချင်တယ်ဆိုတော့အဲ့ဒါကိုဘုရားသခင်ကပို့ဆောင်တာပြောရတယ်ဒီအချိန်မှာကျွန်တော်ဘယ်သူလို့ကြည့်လို့ပြဟိုအကြောင်းအရာဆက်ပြီးတော့ကျွန်တော်ဆွေးနွေးချင်တယ်ဆိုတော့ဒါဝိဒ်ကိုကျွန်တော်ဆွေးနွေးချင်ဒါဝိဒ်ကနှစ်ပေါင်း generation ကြာလာတဲ့အခါမှာကျော်ပေါက်လာတဲ့လူတရားပေါ့နော်ဘုရားသခင်ကနေပြီးတော့ရှောလုကိုရွေးကောက်တယ်ရှောလုကိုရွေးကောက်ပေမဲ့ရှောလုကိုဘုရားသခင်အလိုတော်နဲ့အညီအသက်မရှင်နိုင်တဲ့အခါကျတော့ဒါဝိဒ်ကိုရွေးချယ်တဲ့အခါမှာဒါဝိဒ်ကိုသူရွေးချယ်တဲ့နေ့ကသူကရှမွေလကိုရွေးချယ်ပြီးသွားပြီးတော့ဗိတ်သိက်သွားပေးဆိုတော့သူခိုင်းတဲ့အခါမှာရှမွေလကသူသွားပြီးတော့ထင်သားကြတော့ဒါဝိဒ်ရဲ့အကိုတွေကိုသူတော့ဗိတ်သိက်ပေးခိုင်းမယ်လို့ထင်တယ်ဒါပေမဲ့ဘုရားသခင်က
လူရဲ့မျက်နှာလို့ကြည့်ရမဟုတ်အစင်းတရံကိုမကြည့်ဘူးလို့ပြောတယ်ကျွန်တော်တို့တထူးသဖြင့်ကျွန်တော်လူကတော့အစင်းတရံပဲကျွန်တော်ကြည့်တာနာလေးဝတ်ထားပြီးတော့နော်ကျွန်တော်တန်တန်ပြန်လေးရှိရောကျွန်တော်တို့နေရာပို့ပေးကြတာပဲနော်ဟုတ်တယ်နော်ကျွန်တော်တို့ဈေးဆိုင်တွေမှာသွားလေတာနာလေးဝတ်လာတဲ့လူဆိုကျွန်တော်တို့အဆိုရှေ့တွေပို့ပြီးနှုတ်ဆက်တယ်ဘာဝယ်မလဲပါလေဒါမဲ့ကျွန်တော်တို့နည်းနည်းမွဲတိတ်နေလို့ကျွန်တော်သိနေရာမပေးခြင်းဆိုတော့အဲ့ချိန်မှာပါလေဘုရားသခင်နော်အကိုကြီးတွေသူလာတဲ့အခါမှာသူရဲ့မျက်နှာအရက်ကိုမကြည့်နဲ့သူ့ကိုငါပယ်ပြီးသာဝရဘုရားသည်လူမြင်တဲ့ကဲ့သို့မြင်တော်မူသည်မဟုတ်လူသည်အစင်းတရံကိုကြည့်ရှုတတ်၏သာဝရဘုရားမူကားစိတ်နှလုံးကိုကြည့်ရှုတတ်သည်ဟုရှမွေလဟာမိန်တော်မူ၏အဲ့ဒါမှာအတူချုံပြောမယ်ဆိုရင်ဒါဝိဒ်ကိုသူရွေးကောက်တယ်ဘုရားသခင်ဗိတ်သိပ်ပေးတယ်ဒါမဲ့အဲ့အချိန်မှာချက်ချင်းပဲဘုရားသခင်ကနေပြီးတော့ဒါဝိဒ်ကိုဘယင်အနေနဲ့ချီးမြှောက်တာမဟုတ်ဘဲနဲ့သူ့မိမသူဒီတိုင်းပဲသူတာမန်လူလိုနေရတယ်ဆိုတဲ့အခါကျတော့ဘာဖြစ်လဲအဲ့အချိန်မှာဘာဖြစ်တယ်လဲဆိုလို့ရှိရင်အခုဒီဂါဇာကမ်းမြောင်ကိစ္စကအဲ့ကလေးကစတာပါနော်ကျွန်တော်တို့ဒီဖိလစ်စတင်းနေနဲ့အခုလေဒီကျွန်တော်တို့ပါလက်စတင်းနေအကောင်ဖိလစ်စတင်းနေပါပဲသူတို့အဲ့ဖိလစ်စတင်းနေသူတို့နည်းနည်းသူတို့တိုက်ပွဲဝင်နေတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဖိလစ်စတင်းဘက်ကတည်းစိန်ခေါ်တယ်သူတို့ဘက်မှာကျွန်တော်တို့အရက်6ပေနဲ့တထွာရှိတဲ့လူတယောက်တည်း6ပေနဲ့8လက်မလောက်ရှိမှာပေါ့နော်6တောင်နဲ့တထွာဆိုတော့6ပေနဲ့8လက်မလောက်ရှိတဲ့လူတယောက်ကသူတို့ဟိုဘက်မှာသူတို့ရဲ့ခေါင်းဆောင်နော်သူတို့တရေကောင်းဖြစ်နေပြီးတော့မင်းတို့ဘက်ကငါတို့ဒီလိုတိုက်နေမယ်အစားနော်မင်းတို့ဘက်ကနေပြီးတော့တရေကောင်းတယောက်ရွေးငါနဲ့ရှင်ငါ့ကိုနိုင်လို့ရှင်မင်းတို့ဂျုံငါတို့ခံမယ်ငါနိုင်လို့ရှင်မင်းတို့ဂျုံငါတို့ခံကြမယ်လို့သူကျိန်းပပြီးတော့သူတို့ဖျားတွေကိုသူတို့ဘာလဲဆိုတော့ဆဲပြီးတော့သူပြောနေတဲ့အချိန်မှာသူကနေပြီးတော့အဲ့ဒါကိုရှောလူနဲ့ဣသရေလလူမျိုးတွေကြားတဲ့အခါမှာအလွန်ကြောက်ရွံ့ကြတယ်အဲ့ဒီမှာခုနကတော့ကျွန်တော်တို့ဟိုတော်ထဲမှာတော့လည်းသူတို့လူအကြီးကြီးတွေတို့တွေ့တယ်နော်ဘုရားသခင်ကသူတို့ဘဝမှာသူတို့မဆာပြီးတော့သူတို့ကြော်လွှားခိုင်းတဲ့အဖြစ်ကိုသူတို့မေ့ထားပြီးတော့သူတို့အဲ့ဒါကိုသူကြောက်လို့ငါတို့ဒီမှာတေကြတော့မှာပါလားသူတို့ငိုပြီးတော့ဘုရားကိုအပြစ်တင်တာအကုန်လုံးသူတို့သိရတယ်ဒီမှာကျတော့ဒါဝိဒ်ကဘာပြောတယ်လဲဆိုလို့ရှိရင်ဟာဒီလူကဘုရားကိုကျိန်းပါအောင်ဘာလို့မလို့လဲသူ့ကိုနိုင်တဲ့လူကဘာရမှာလဲလို့ပြောတဲ့အခါမှာသူ့ဘေးနာလူတွေကသူ့ကိုပြောကြတယ်ဥစ္စာပစ္စည်းနဲ့ဘယင်သမီးတော်နဲ့ပေးစားခံမယ်လို့သူပြောတဲ့အခါသူအဲ့ဒါကိုစုံစမ်းနေတော့သူ့အကိုကြီးကသူစုခံရတယ်တဲ့ဒါဝိဒ်ကသူ့အကိုကအာမပေးဘူးမင်းကပါလေပွဲကိုလာကြည့်ပြီးတော့တက်အချောင်းလားခိုးတာလားမဟုတ်လားလို့သူပြောအဲ့ချိန်မှာသူကနေပြီးတော့သူသွားတဲ့အခါမှာနောက်ဆုံးကျတော့ဘယင်စီရောက်သွားတယ်ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲနော်ရှောလူမင်းကြီးကပါကြည့်ပြီးတော့ဟာမင်းတော့အဲ့လူနဲ့မတိုက်နိုင်ဘူးသူကဘာလို့လဲဆိုတော့သူကမင်းကသိငယ်သေးတယ်အဲ့လူကငယ်ကလေးကနေဘာလဲဆိုတော့မင်းမှုထမ်းလာတာဆင်မှုထမ်းလာတာအတွေ့အကြုံအများရှိတယ်မင်းနိုင်မှာမဟုတ်ဘူးလို့သူပြောတဲ့အခါမှာဒါဝိဒ်ကဘာပြောလဲဆိုလို့ရှိရင်နော်ဖျားသခင်ကပေးတဲ့တက်တည်သူ့မှာရှိတယ်တဲ့အဲ့ဒီခါမျိုးကိုဖျားသခင်လိုချင်တော့ဒီနေ့ကျွန်တော်တို့ကြည်နေတာကျွန်တော်တို့အတွေ့အကြုံအကုန်လုံးကျွန်တော်တို့ရကြတယ်ဒါပေမဲ့ကျွန်တော်တို့အထဲမှာဖျားသခင်တွေ့ချင်တဲ့လူကဘာလဲဆိုအဲ့လိုလူမျိုးကိုသူတွေ့ချင်တယ်နော်သူ့မှာသိုးထိန်းနေတဲ့အချိန်မှာသူ့မှာသိုးထိန်းနေတော့သူ့မှာခြင်သေးနဲ့ဝဲဝင်တော့သူ့သိုးတွေကိုလာဆောက်ဆွဲဖို့စားဖို့ပြင်တဲ့အခါမှာနော်သူခြင်သေးကိုလည်းသူတတ်ပါတယ်ဝင်လဲလိုက်ကြိုက်တဲ့အခါမှာသူ့မုတ်စစ်ကိုယူပြီးတော့မုတ်စစ်ကိုရိုက်ပြီးတတ်ပါတယ်ဒါကြောင့်ဒီဘုရားသခင်ကိုဒီလိုနော်ဒီလိုချိန်ဆနေတဲ့သူကခြင်သေးနဲ့ဝင်လုံးမှကျွန်ုပ်ကိုကယ်နှုတ်တော်မူသောထာဝရဘုရားသည်ထိုဖိလိတ္တိလူလက်မှကယ်နှုတ်တော်လူမိန်ဟုရှောလူအားလျှောက်လေသောရှောလူကသွားတော့ထာဝရဘုရားသည်တင်တဲ့အတူရှိပါစေသောဟုဒါဝိဒ်အားဆို၏လို့ဓမ္မရာဇဝင်ဓမ္မရာဆောင်နော်ခန်းကြီး7အငယ်30ခွန်မှာကျွန်တော်တို့တွေ့ရသူကပါဇက်တည်းကသူထွက်တယ်ဝဲဝင်နဲ့နော်ခြင်သိလက်ကကယ်နှုတ်တဲ့ဘုရားသခင်ကဒီလူလက်ကလည်းကျွန်တော်ကယ်မှာပါဟိုတနေ့တော့အရင်နှစ်တုန်းကကျွန်တော်တို့ကိုအဖြေပေးခဲ့တဲ့ဘုရားသခင်ကအခုလိုအခြေအနေမှာလည်းကျွန်တော်ကိုအဖြေပေးမှာပါနော်ကျွန်တော်တို့ဒီအိမ်ဖိုးပေးနေတဲ့အခက်ခဲကျွန်တော်တို့ပေးနေရတဲ့အခက်ခဲကိုကျွန်တော်တို့ညခင်ရုံခဲ့တဲ့9နှစ်ကလည်းပေးနိုင်ခဲ့တယ်လို့ဒီရှေ့
ငါနဲ့လည်းဘုရားသခင်ငါတို့ကိုမှားစားမှာပါဆိုတဲ့ယုံကြည်ချက်မျိုးကိုဘုရားသခင်လို့ရှိတယ်နော်ကိုရောရှိတော်မူနေကောင်းကိုရောကိုရှာတော်သူတို့အားအကျိုးပေးတော်မူသည်ကိုလည်းကောင်းယုံကြည်ရမယ်ဒါဝိဒ်ကသူ့ရဲ့ယုံကြည်ခြင်းနဲ့သူပြောတယ်သူရဲ့ယုံကြည်ခြင်းနဲ့သွားအတူအကျုံးကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဒါဝိဒ်ကဂိုလာယတ်ကြီးနဲ့သွားရင်ဆိုင်တာဘာနဲ့ရင်ဆိုင်လဲသိလားသူရဲ့ယုံကြည်ခြင်းနဲ့သွားရင်ဆိုင်တယ်သူအထဲမှာရှိတယ်သူအထဲမှာကနေပြီးတော့သူလှုပ်ပေးနိုင်တဲ့ဘုရားသခင်ရဲ့နော်ရောင်ပြန်ဟတ်ခြင်းအဲ့ဒါကိုယူဆောင်သွားပြီးတော့သူသွားတဲ့အခါမှာသူအဲ့လူရဲ့ဘာပြောတယ်လဲဆိုတော့မင်းကဒီကနေ့နော်လှန်တို့ဒိုင်းတို့နော်ကင်ဒုံတို့လာပြီးတော့ငါ့ကိုရင်ဆိုင်တယ်ငါမင်းဂျိန်ဆဲနေတဲ့ဘုရားသခင်ရဲ့နာမ၌လာတယ်မင်းတို့ဒီလူရှိမှနော်ဟိုငါတတ်မယ်မင်းလည်းပဲငါဖြတ်ပြီးတော့ဒီပါလဲဆိုလို့ရှိရင်ညှက်စာကျွေးပေးရနိုင်မယ်နော်ဣသရေလလူမျိုးစုမှာဘုရားသခင်ရှိတယ်ဆိုတော့မင်းတို့မြင်ရလိမ့်မယ်လို့သူပြောပြီးတော့အဲ့လူကိုသူရင်ဆိုင်တယ်ချစ်တော်ညီမတို့ကျွန်တော်တို့လည်းဒီပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါဝိဒ်မြင်းတို့လိုဣသရေလလူမျိုးတွေလိုကျွန်တော်လူရာရောလူတွေပါပဲသူတို့အတွေ့အကြုံတွေ့ခဲ့တယ်လို့ကျွန်တော်လည်းတွေ့ကြုံနေအများကြီးရှိမှာပဲဒါမဲ့ကျွန်တော်တို့ဒီကနေ့ရင်ဆိုင်တဲ့အခါမှာထိုဘုရားသခင်ကကျွန်တော်တို့ကိုပို့ဆောင်နိုင်တဲ့ဘုရားသခင်ဖြစ်တယ်ကျွန်တော်တို့ပြဿနာကိုလည်းဖြေရှင်းနိုင်တယ်ဆိုတော့ကျွန်တော်တို့ယုံကြည်တဲ့စိတ်နဲ့ကျွန်တော်တို့တိုးဝင်ချီးကပ်လို့ရှိရင်ဘုရားသခင်အဖြေပေးလိမ့်မယ်ဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာပါလဲဆိုလို့ရှိရင်ရှင်မာကုခရစ်ဝင်အခန်းကြီး9ကိုကျွန်တော်နည်းနည်းအတူအကျုံးကျွန်တော်ဆွေးနွေးခြင်းတယ်ပေါ့နော်ရှင်မာကိခရစ်ဝင်အခန်းကြီး9မှာဆိုလို့ရှိရင်သခင်ယေရှုကသူကနေပြီးတော့တခါကျတော့သူကတပည့်တော်တွေကိုငါတို့ဟိုဘက်ကကူကြစို့လို့ကူပြီးတော့ဟိုဘက်ကသူသွားတဲ့အခါမှာအဲ့မှာလေပြင်းမုန်တိုင်းတွေတွေ့တယ်လေပြင်းမုန်တိုင်းတွေ့ပြီးတော့ဂါဒရပြည်ကိုသွားတဲ့အခါမှာသူတို့အနေနဲ့ပါလဲဆိုလို့ရှိရင်အဲ့ဒီမှာနတ်ဆိုးဆွဲတဲ့သူနဲ့တူကျုံတယ်နတ်ဆိုးဆွဲတဲ့သူကသူနတ်ဆိုးနဲ့ထုတ်ပေးတဲ့ပြီးတော့မှသူကနေပြီးတော့အဲ့ဘက်မှာငါတို့ဟိုဘက်ကန်းကိုပြန်သွားကြမယ်လို့ပြောပြီးတော့သူဂလိလဲအိုင်ဒီဘက်ကန်းကိုပြန်လာတဲ့အခါမှာအဲ့ဒါကျွန်တော်ဒီကနေ့ဖတ်မဲ့ကျမ်းချက်ကပါလဲဆိုလို့ရှိရင်မရှင်မာကုခရစ်ဝင်အခန်းကြီး9အငယ်21ကနေပြီးတော့ပြီးတဲ့အထိပေါ့နော်အဲ့ဒါကိုကျွန်တော်ဆွေးနွေးခြင်းဆိုတော့အဲ့မှာတေရှုကနေပြီးတော့တစ်ဖက်ကန်းကိုပြန်ကူတဲ့အခါမှာလူများစွာတော့အထံတော်ဆူဝေးကြတယ်တဲ့ဆူဝေးပြီးတော့သွားတဲ့အခါမှာအဲ့မှာကာဣရုဆိုတဲ့အမည်ရှိတဲ့တရားစမှုကကိုရောကိုမြင်တယ်ခြေတော်ရင်းမှာပြတ်ဝက်ပြီးတော့ကျွန်ုပ်ရဲ့သမီးကတေလူပါပြီကိုရောကြွတော်မူ၍သူ့ပေါ်မှာလက်တင်တော်မူလျင်အသက်ရှင်ပါလိမ့်မည်လို့သူကအဲ့လိုသွားပြီးတော့အဲ့ချိန်ကျသခင်ယေရှုကလည်းလိုက်သွားတယ်ဆိုတော့ तू ကနေပြီးတော့ဘာလဲဆိုတော့တရားစီရင်မှုကနေပြီးတော့ तू လိုချင်တာပါလဲဆိုတော့သူ့သမီးကတေတော့မယ်ဖြစ်တဲ့အတွက်ကြောင့်ကိုရောလာပြီးတော့သူ့အပေါ်ကိုလက်တင်ပြီးတော့ဆူတောင်းပေးလို့ရှိရင် तू လိုချင်တာဒါပေါ့ဆိုတော့အဲ့ဒါကိုလာခဲ့ပါဆိုတော့ကိုရောလည်းလိုက်သွားတယ်လူအများကြီးကလည်းသူ့နောက်ကိုလိုက်သွားတယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ဆက်နေတဲ့ပတ်လုံးသွေးသွန်တာဆွဲတဲ့အမျိုးသမီးကျွန်တော်အားလုံးသိပါတော့ဒီကိစ္စကိုကျွန်တော်အချိန်ကျွန်တော်မပြောတော့ဆိုတော့သွေးသွန်တာဆွဲတဲ့မိန်းမတယောက်အများဟိုသူကြီးဝေဒနာကိုကြီးစွာသူခံစားပြီးတော့ဟိုဘာလဲဆိုတော့သူစေးသမားတွေနဲ့လက်ထဲမှာလည်းသူသွားတယ်သူဒါပေမဲ့မပြောင်းနိုင်ဘူးဒါပေမဲ့အဲ့မှာဒီမပြောင်းနိုင်တာမကပဲရှိသမျှလည်းကုံသွားပြီးတော့နောက်ဆုံးကြတော့သူကခြုံကြပြီးအနာကပါလဲဆိုလို့ရှိရင်တက်တာဒီမကပြီးတော့ပိုဆိုးလာတဲ့အချိန်တွေရောက်တဲ့အမျိုးသမီးတယောက်ကသခင်ယေရှုကိုသူတွေ့ပြီးတော့ဘာပြောလဲဆိုတော့ဒီလူရဲ့အဝတ်ကိုငါတိုးလို့ရလို့ရှင်တော့ငါကြမ်းမှာပါပဲလို့ဆိုတဲ့အတွက်သူပြောတယ်နော်ဒီလူရဲ့အဝတ်ဆောင်ငါကင်လို့ရှင်ငါကြမ်းမှာမယ်ဆိုတော့သူပြောပြီးတော့သူကင်တဲ့အခါမှာကြမ်းမှာခြင်းကိုရသွားတယ်အဲ့ချိန်မှာသခင်ယေရှုငါ့ကိုဘယ်သူကတိုးတာလဲဆိုတဲ့အခါမှာတပည့်တော်တွေကဒီလောက်လူအများကြီးရှိနေတာကိုတော့ဘယ်သူတိုးတယ်လို့ပြောရသလားလူတွေကအများကြီးတိုးနေကြတာပဲလို့ပြောတဲ့အခါမှာငါကိုနေကနေတကူထွက်သွားတယ်ဆိုတော့ငါသိတယ်ဆိုပြီးတော့လိုက်ရှာတဲ့အခါအဲ့အမျိုးသမီးကနေပြီးတော့ကြောက်ရွံ့နဲ့ကျမပါပဲအခြေအနေကဘယ်လိုရှိလဲဆိုတော့ကျွန်တော်12ပတ်လုံးသွေးသွန်းတာဆွဲရတယ်ဒါပေမဲ့ဒီကနေ့ကိုရောကိုတီးလို့ရှင်ပျောက်မယ်ဆိုရယ်ယုံကြည်ခြင်းနဲ့ကျွန်တော်လာပါတယ်ကျွန်မလာတဲ့အခါမှာပျောက်ကင်းသွားပါတယ်လို့သူပြောတဲ့အခါမှာတင်းသမီး
ငါသမီးဒီယုံကြည်ခြင်းဒီတင်းအနာကိုငြိမ်းစေပြီလို့သူပြောတယ်ပြောတဲ့အခါမှာအဲ့ဒီအချိန်ကြတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ပြော focus ဒီနေ့လုပ်ချင်တာဘာလဲဆိုတော့အဲ့အမျိုးသမီးမဟုတ်ဘူးဘာလဲဆိုတော့တရားကျက်မှုကျွန်တော် focus လုပ်ချင်တယ်တရားကျက်မှုကခင်ဗျားတို့သူ့နေရာမှာကိုချင်းစာကြည့်လားမသိဘူးတရားကျက်မှုကနေပြီးတော့သူကနေပြီးတော့သူသမီးတည်တော့မယ်အချိန်တွေမှာရှိတာကိုရောကိုသူလာပင့်နေဘောနော်ပြောရမယ်ဆိုရင်လာပင့်ပြီးတော့သူကနေပြီးတော့ဆူတောင်းဖို့သွားနေတဲ့အချိန်မှာအမျိုးသမီးက appointment ဘာမှမရှိဘဲနဲ့ဂျားတွေကနေပြီးတော့သူကနေပြီးတော့ interrupt သူလှုပ်လိုက်တယ်လှုပ်လိုက်ပြီးတော့သခင်ယေရှုကအဲ့မှာအချိန်ကုန်သွားတဲ့အခါမှာအငယ်40အငယ်35ကိုကျွန်တော်တို့ကြည့်လို့ရှိရင်ထို့သောမိန်တော်မူစဉ်တွင်တဲ့ဆိုတော့ငါသမီးတင်ရဲ့အနာကတင်ရဲ့ယုံကြည်ခြင်းတင်ရဲ့အနာကိုငြိမ်းစေပြီလို့သူပြောတဲ့အချိန်ပြီးတော့ငြိမ်ဝတ်စွာသွားလို့သူပြောနေတဲ့အချိန်မှာထို့သောမိန်တော်မူစဉ်တွင်တရားစမှုအိမ်မှာလူလာ၍ကိုရောဤသမီးတေးပါပြီအဘယ်ကြောင့်ဆရာကိုနှောင့်ယှက်သေးသည်ဟုဆိုကြ၏အမျိုးတွေဖြစ်မှာပဲเนาะကျွန်တော်အမျိုးတွေကပြောတတ်တယ်အဲ့ဒါမျိုးဟာဒီမှာလုံးနေတယ်ကွာဒီမှာလူနာတေသွားပြီဆရာဘာလို့နှောင့်ယှက်ပြန်ခိုင်းတော့ဆိုတဲ့သဘောကြီးပဲဟုတ်တယ်မလားဆိုတဲ့အခါမှာထိုစကားကိုကြားတယ်ထိုစကားကိုယေရှုသည်ကြားလျင်မကြောက်ကြနှင့်ယုံကြည်ခြင်းစိတ်တစ်ခုသာရှိစေလောဟုတရားစမှုဟာချက်ချင်းမိန့်တော်မူတရားစီရင်မှုရဲ့ယင်ထဲမှာကျွန်တော်တို့ဒီနောက်ပိုင်းမှာရှိတဲ့ကိစ္စဖြစ်ပေမဲ့ပြောရမယ်ဆိုလို့ရှိရင်မာရီနဲ့မာသာကျွန်တော်သိရနော်လာဇရုကိုကျွန်တော်တို့ရှင်ပြန်ထမြောက်ပဲအချိန်မှာဟိုအတွက်သူဖျားနေတဲ့အချိန်မှာကိုရော့ကိုတို့ခေါ်တဲ့အခါမှာဒီအနာသေနာမဟုတ်ဘူးနော်သူဆိုတော့ဘုရားသခင်ဘုန်းတော်ထင်ရှားစရာအတွက်ပဲဖြစ်စေနိုင်မယ်ဖြစ်မှာပါလို့ပြောတဲ့သခင်ယေရှုမသွားတဲ့ချက်ချင်းမသွားတဲ့အခါမှာလာဇရုသေသွားတဲ့အချိန်ကျတော့ဘာလဲဆိုလို့ရှိရင်နော်မာသကနေကိုရောသားသခင်ယေရှုကိုတွေးတဲ့အချိန်မှာကိုရောသားနော်ရှိခဲ့လို့ရှင်ကျမအမောင်မသေးပါဘူးအဲ့လိုလူများသာဆိုလို့ရှင်သူပြောတယ်လို့သာဆိုရင်နော်ကျွန်တော်တို့ယာဣရုအနေနဲ့ကိုရောဗျာစောစီးတွေကချက်ချင်းလာခဲ့လို့ရှင်ကျွန်တော်အိမ်လာလို့ရှင်ကျွန်တော်သမီးအသက်ရှင်နိုင်သေးတယ်ပြောကောင်းပြောနိုင်တယ်ကျွန်တော်ပြောချင်တဲ့သဘောပေါက်လားကျွန်တော်ထဲမှာအဲ့လိုကိစ္စမျိုးရှိကြဘူးလားဘုရားသခင်တတ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ဘုရားသခင်လုံနိုင်ဖို့ယုတ်တိရှိတဲ့အခြေအနေကျွန်တော်မှရှိမှကျွန်တော်ယုံကြည်နိုင်တယ်ကျွန်တော်ပြောချင်တဲ့သဘောပေါက်လားအဲ့ဒါလုံလို့ရှိရင်တော့ဘုရားတော့လုံတော့မှာမဟုတ်ဘူးလို့ကျွန်တော်တို့ထင်ကြတယ်ဒါမဲ့သခင်ယေရှုကဘာပြောလဲဆိုတော့ယုံကြည်ခြင်းစိတ်တစ်ခုသာရှိစေလို့ခုတရားစမှုကချက်ချင်းမိန်တော်မူ၏အဲ့တော့တရားစမှုကဘာပြန်ပြောလဲဘာမှပြန်မပြောဘူးဂျေဇုတော်ကြောင့်သူဘာမှပြန်မပြောဘူးကျွန်တော်တို့ဆိုရင်ပြောမှာနော်အဲ့အချိန်မှာပြောလဲဆိုသခင်ယေရှုကဘာလဲပေတရုယာကုပ်ညီယောဟန်မှတပါအဘယ်သူမှမလိုက်စေပဲတရားစမှုအိမ်တော်ရောက်၍အုံတဲပြုကြသည်ကို၎င်းအလွန်ငိုကြွေးမိတမ်းသောသူကို၎င်းမြင်တော်မူလျှင်အတွင်းသို့ဝင်တင်တို့သည်အဘယ်ကြောင့်အုံတဲပြု၍ငိုကြွေးကြသည်။သူငယ်သေးသည်မဟုတ်အိပ်ပျော်သည်ဟုမိန်တော်မူသည်ကိုထိုသူတို့သည်ပြည့်ရပြုကြ၏။ပြည့်ရပြုကြတဲ့အခါမှာသူပြည့်ရပြုတဲ့သူအကုန်လုံးအပြင်ထွက်သွားခိုင်းပြီးတော့သူဘာလုပ်တယ်လဲ။ကောင်းမလေးရဲ့လက်ကိုသူကိုင်းနေ။တတိလာကုမ်ဆိုတော့သူငယ်မထားလို့သူပြောတဲ့အခါသူထားတယ်။လမ်းထားပြီးတော့လမ်းလျှောက်သွားတယ်ပြောတယ်။ထားတော့မကားတော့အဲ့ချိန်မှာသခင်ယေရှုကသူ့ရဲ့အစာကိုသူ့ကိုစားစရာကြွေးလိုက်ပါတယ်ချစ်တော်ကြီးကိုမမတော့အဲ့အချိန်မှာယာဣရုရဲ့စိတ်ထဲမှာဘယ်လိုဖြစ်မလဲယာဣရုခုနသွားပါပြီလို့သူထင်မှာနော်ဒါမဲ့သူ့ရဲ့သမီးကိုသူပြန်တွေ့ရတယ်သူလိုချင်တဲ့အချိန်ကသူအသက်ရှင်တော့သခင်ယေရှုကသူ့ဘဝမှာလက်တင်ဖို့သူရည်ရွယ်တယ်ဒါမဲ့အခုကတော့အဲ့အချိန်ကလွန်သွားပြီဒါမဲ့ဘုရားသခင်ကကျွန်တော်တို့အခြေအနေကောင်းလို့ဖြစ်နေနိုင်တဲ့အခြေအနေကလွန်သွားလို့ရှင်လေတန်နိုင်တဲ့ဘုရားသခင်ဖြစ်တယ်နော်မဖြစ်နိုင်တော့ဘူးလို့ကျွန်တော်တို့ထင်တဲ့အခြေအနေအများကြီးရှိတယ်မလားအဲ့ဒီလွန်သွားပါစေဘုရားသခင်သူပြောတဲ့စကားသူတည်တဲ့ဘုရားသခင်ဖြစ်တယ်အားလုံးဒီကနေ့ကျွန်တော်တို့ယုံကြည်ခြင်းရှိကြတဲ့သူတွေကျွန်တော်လက်တွေ့ပေါ့ကျွန်တော် ZACC ရဲ့အဖြစ်ဖြစ်ပါရှိလဲတော့မသိဘူးတခုခုများလွတ်သွားတာရှိလားကဲတော့မဖြစ်နိုင်တော့ပါဘူးလို့ထင်တဲ့ဟာများရှိလို့ရှင်လည်းပဲဖ
ဖြစ်နိုင်သေးတယ်လို့ကျွန်တော်ဘုရားသခင်နဲ့ကျွန်တော်ပြောချင်တယ်လို့နော်အားလုံးဘုရားသခင်ကောင်းကြီးပေးပါစေ